ရောက်ခဲ့ဟိုမင်းမြမဆိုင်ဝိုင်းဒီညာကိုအပြင်မကွာမကြောက်တင်ကြသေးရဟုတ်ကဲ့သေရနာမဖြစ်မဟာရန်ကုန်ရွှေတကားဒေသတွင်မှာနိုင်ငံကျော်စိတ်သတင်းပေါ်တိုင်းညာမအတန်တွေကိုထိမ့်သိရင်ဖြင့်မိတ်ဆွေသမီးတို့အားတိတ်ွယ်သွေးကျင်းကြကြပါစို့ခင်ဗျကြပါစေခင်ဗျကောက်ဆိုတာဒါမျိုးပါပဲခင်ဗျဒါမျိုးပါခင်ဗျဟန်တစ်တဲ့တီးထွင်းတဲ့ကြည်လင်ပြတ်သားအသွားနဲ့အရင်အများကြီးငေးလောက်ပါရဲ့ခင်ဗျဟုတ်ကဲ့ဒါကလည်းအသားတင်စရာတွေးတော့ချက်တွေနဲ့စိတ်တည်းတအားမြင်ကဘုရားရှင်ပြီးတော့လက်ဆိုတာပြပါခင်ဗျခင်ဗျာဒီမြစ်တာရှည်တာတီးလည်းများနေစိတ်အတွက်မမအောင်ဒီတည်းရဲ့ဒီချိန်ကအစလို့ခရီးထွက်တော်မူပါခင်ဗျာမသုံးဖို့မျောကအခက်ပြောကညှိအောင်လို့ဟုတ်ကဲ့
ပတ်လုံးလို့အပေါ်မှာလက်ဩဇာရှိပါတယ်ခင်ဗျာ မှန်လိုက်ပါဗျာ ဒါကြောင့်လို့တက်ပြောစရာအတိတတ်တော့အမြင်နဲ့ကိုစတင်းမှတ်တော့တင်လိုက်ပါဦးခင်ဗျာ နိုင်ငံကျော်စိတ်သတင်းနဲ့အဖွဲ့တော်သားတွေတဲလဲကျိုးစားလိုက်ပါလားဟာကြောက်ခဲ့ရ ကြိုးစားရမယ်ခင်ဗျာ ဒီတာကြောင့်အတန်သားလို့အစင်မကွာညမာတို့ဒီညာကိုမရှင်းသားအောင်တကယ်ခက်တာမို့ဟုတ်ကဲ့တို့တွေစကားမကြွားပါဘူးစိတ်သတင်းရဲ့အသွားအများသာစလိုက်ပါဦးခေရ โอเค မင်းခင်ဗျာ မရှင်းသားတော့မကြားချင်ဘူးလားကွာ အားကျင်တာဗောဗျာ မင်းပြတိုင်းတော်ဆိုတာကိုမြင်ဘူးလားကွာ မြင်မှုတာဗောကွာ တကယ်ဟုတ်ရဲ့လား တကယ်မြင်မှုပါလေ အေးပြတိုင်းတော်ရဲ့တတ္တိဟာဘယ်လိုနေရာကိုပြစ်ပြစ် ပြောစမ်းပါဦး သူကမလဲတန်းထောင်နေတဲ့တတ္တိရှိတယ်ကွာ ဒါကြောင့်တိုင်းတောင်လို့ခေါ်တာဗော အဲ့ဒါကိုနမူနာထားပြီးသားဆိုရင်ဥပဒေဟန်ကြီးက အေး သူ့တပည့်ဖြစ်တဲ့နိုင်ငံကျော်စိတ်သတင်းအတွက်မူပိုင်ရေးပေးထားတဲ့အတင်းပြတိုင်းတော်ဆိုတဲ့တင်းသချင်းလေးမင်းနားဆင်ပါလား ကြားကျင်ပါတယ်ခင်ဗျာ အေးဒါဆိုရင်ဥပဒေဟန်ရှင်းပြလိမ့်မယ်နားဆင် မေကံဘရသေး ဘာလို့လဲ တကားလက်ထောင် ဟုတ်ကဲ့ မြင်ဘူးရသလားဟာဟဲ့ပြစ်တိုင်းကောင် မြင်ဘူးလားဗောဗျာ ဘိုက်ကလေးကပူပူ ဟုတ်တယ်လေ နှာခေါင်းကလေးကတူတူ ဟုတ်ပါလေ ညလုံးကလေးကပြူကြောင်ကြောင် အဲ့ဒါအစမ်း နှာခေါင်းဝေးကလေးကဘေးငစားအပေါ်ထောင်ပြစ်တိုင်းကောင်ပါပြစ်တိုင်းကောင်ဘယ်လိုမြင်လဲတော့လဲမလဲဘူးငေါက်တော့ထောင် ပြတိုင်းတော်ပါလေ ပြစ်တိုင်းကောင်ပြစ်တိုင်းကောင်ဘယ်လိုမြင်လဲတော့မလဲဘူးငေါက်တော့ထောင် ဟုတ်ပါလား တန်းဒီနားမှာမထောင်လားထောင်တဲ့ပြည့်တိုင်းတောင်တန်းဒီနားမှာမထောင်လားထောင်တဲ့ပြည့်တိုင်းတောင် ဟုတ်တော့ မိမိရရကြိုင်လို့လားပြည့်ချင်ရပြည့်ခါတွင်းတည်းပြည့်တိုင်းတောင်ဘယ်လိုမြင်လဲတော့မလဲဘူးငေါက်တော့ထောင် တတိကဒီလိုပဲ ပြည့်တိုင်းတောင်ပြည့်တိုင်းတောင်ဘယ်လိုမြင်လဲတော့လဲမလဲဘူးငေါက်တော့ထောင် သိကြ တန်းဒီနားမှာမထောင်လားထောင်တဲ့ပြည့်တိုင်းတောင်တန်းဒီနားမှာမထောင်လားထောင်တဲ့ပြည့်တိုင်းတောင် ဟုတ်ပါဘောဗျာ မိမိရရကြိုင်လို့ငါပြည့်ချင်ရပြည့်ခါတွင်းတည်းပြည့်တိုင်းတောင် အေး
Thank you.
အိုစီသားဟဲ့ ဩဒီသားနဲ့တိုင်းမဲ့ထိုး နင်တို့ကိုမှန်နဲ့ကြည့်အောင် နင်တို့ကိုမှန်နေကြည့်အောင် အိုစီသားနဲ့ကြိုင်မဲဆိုး နတ်သားသားနဲ့မမရေ ကိုတို့ဝင်းပြီပါဒီသား ကိုတို့မူရပါလေသား နတ်သားနဲ့မမအေး တောင်းဝင်းရွယ်ကျွမ်းမအဝင်း ထိုးသူတော်လင်ကိုပြီးတော့ တော်လူတော်လင်ကုန်ပြီ တောင်းဝိုင်းနဲ့ကျွဲမအဝင်း ဒါနံပါတ်နဲ့ကြက်နေကေ အဲ့ဒါတော့ငါမသိဘူးမင်းဟာဘာမှမသိပဲကွာ ဘယ်လိုကြည့်ရတာလဲမင်းကလည်းဒါလေးတောင်မလိုက်တာဘူးလား ဘယ်လိုက်တာမှာတော့ကွာ အမှတ်သားဌာနပတ်နဲ့ကြက်နေကိစိတ်ပနေကျင်းနေကနေ အဲ့ဒါဘာတဲ့တော့ အတိတ်ပဲပြန်တော့ဌာနပတ်နဲ့ကြက်နေကိစိတ်ပနေကျင်းနေကနေဆိုတခြားမဟုတ်ဘူး အင်း ဖန်ပြခွဲနဲ့ကြောက်စက်ရေးအမောပြေအောင်တိုက်ပါမမပြောစရာကြီးပါလားဟေးကြောက်ခဲ့ ပြောသမှာဟုတ်ကွာမင်း သူပြောရွှေစရာအလှတော်မင်္ဂလာများမှာ ဟုတ်ကဲ့ နိုင်ငံကျော်တဲ့စိတ်သတင်းဆိုင်ငယ်မှာရေသက်ချမယ်ဆိုတဲ့အလူရှင်များနဲ့တကွပေါ့ကွာ ညှို့လင်းကြတာဟုတ်ကွာ အမျိုးသားအမျိုးသမီးပေါင်းတို့ကလည်းစိတ်သတင်းမပိုင်ဝေယဝိဇ္ဇဆောင်ရွက်ရန်ကိစ္စတွေကိုတို့တာဝန်မယူဘူးဟဲ့လို့ညိုရောနေပါတောရွာမလက်အထက်ထအားပေးကြတော့လူလူမင်းပိဋကကြီးကို ဟုတ်ကဲ့ တေးသံချင်းဖြစ်တဲ့ရဲဘော်သိဆောင်နဲ့တငယ်ချင်းတို့မပြင်းဖို့ရာစိတ်သတင်းရဲ့ဆိုင်တော်မင်္ဂလာဆိုတဲ့တေးသချင်းဖြင့်မေတ္တာလက်ဆောင်ပေးကြပါစို့ခင်ဗျာ
ဌာနမှုပြုနေကြတော့ပြိတ္တတော်မင်းများဟုတ်ကဲ့သိသတိရိုးလေးလွှတ်ကြီးပြဒီကိုမြန်မာဆိုင်ပညာနဲ့ဒေသဖြောပြခြင်းကိုဝိရိယဆိုင်နားတင်နေကြဗာလဲမောဒါကြောင့်သဘူတော်တစ်ခွင်မှာအချိန်သတင်းလွှင့်လို့သူပြောရွှေစရာဝင်ချင်းလို့ရှင်းအောင်အလူတော်မင်္ဂလာဆိုတာစိတ်သတင်းဖွင့်တော်မူသားခင်ဗျမောင်တီလို့ပြောရွှင်ကမြေရလို့အမခန့်ပန်းထိုက်တဲ့လူတော်မဟာစိတ်စတဲ့ရဲ့အဖွက်ဟာတင်ဆက်လိုက်ပြီဗျာလှလိုက်တဲ့မန္တကြီးဟိတိုင်းလို့လားထဝေးထောင်စီမောင်တီလို့ပြောရွှင်ကမြေရလို့အမခန့်ပန်းထိုက်တဲ့လူတော်မဟာအိုးဒီပုံမောက်ရှင်လောင်းတွေကအဖျားပြားအိုးဒီပုံမောက်ရှင်လောင်းတွေကအဖျားပြားမတ်တကိုကြိုးတာလို့အမျိုးသားကတပါးသားမတ်တကိုကြိုးတာလို့အမျိုးသားကတပါးသားအမျိုးသမီးတွေကကားကြထုံကြလုံမရေတို့မာလို့လာပူသာစိတ်ငကကြီးတီးပေးလိုက်ပါကြကြပါစေဗျာလို့လာပူတာစိတ်ငကကြီးတီးပေးလိုက်ပါကြကြပါစေဗျာအားရအောင်ကြကြဟဲ့မကွာအလူကလူမအားရစိတ်ချမ်းသာဒီလေအားရအောင်ကြကြပါဟဲ့မကွာအလူကလူမဝဲကအားရစိတ်ချမ်းသာသေနာဘလဝနဲ့ပြောလာတဲ့ဝိမာခဟိုက်ကိုပြီးပြောပြီးအတီးလို့လည်းမထုံနိုင်ဘူးဗျာအလူတွေကလူမတွေကအားရသိချမ်းသာဒီမလေးအားရအောင်ကလက်ကြပါဟဲ့မကွာအလူတွေကလူမတွေကအားရသိချမ်းသာသေနာဘလဝနဲ့ပြောလာတဲ့ဝိသာကဟိုက်ကိုပြီးပြောပြီးဖန်တီးလို့ဒီမနိုင်ဘူးညာပြောပြကြီးပါလားအားကြောက်ခဲ့ရဒါမေပါတော့အလူတွေကလူမတွေကသေနာတန်တော့ဝေယဝိဇ္ဇာလောက်ခဲ့ကြတယ်လူတွေကလည်းအားကျိုးမှတပည့်ဘောဟာဒါလည်းသူတို့ကြည့်ပြီးအားကြလာတယ်ဟာမကြောက်သတိအဲ့ဒါကြောင့်ကြပြားကတောင်းကြီးနှလုံးဆိုပြီးမတ်တာတော့ဝင်ဟောလားဝေယဝဇ္ဇာလုပ်ဖို့လားအထက်ကျမှသားစရာတွေထည့်ပြီးပြန်ထားလာတာပါပဲကွာတော်သားမဝါမင်းရဲ့ထိုင်စရာစိတ်သတင်းတီးလိုက်တာမင်္ဂလာမရှိဘူးလားမင်္ဂလာရှိပါကွာမင်္ဂလာရှိတာကိုပြင်ပနာကြည့်လို့တပင်းစရာကိုဝိတို့ကြီးမြင်တာနဲ့သိရအောင်လို့သူရှင်မလားဟုတ်ကဲ့အချောအလှကလေးတူနဲ့လူတကူမမဟုတ်ပါမတော်ဟရရအေးတယ်အောင်အလူရှင်များသဘောကျတီးစားလိုက်ပါဦးခလေးဟာ
ရှင်များမှာသူမတူအောင်ထူးခြားလာတဲ့နိုင်ငံကျော်ရွာသားစိတ်စည်းဤအလူမင်္ဂလာပွဲတိုင်းကြီးလုံးအမှတ်1ကိုမဟာရန်ကုန်ကျွေနဂါတေးတံတွေမှာအမှုပညာရှင်များစွာနဲ့ပြည်သူလူထုနားဆင်ရလေအောင်အထူးစီမံတင်ဆက်လိုက်ရပါသည်ရှင် ငိမ်ညောင်းဘီလူကနှဆောင်ကျိုးပြောင်းသလိုပါပဲကွာ အောင်မထင်လိုက်ရ အဆိုးအကောင်းဆိုတာနဝင်ရှင်းရမယ်ဟာ ဟုတ်တာပါ အဆိုးအကောင်းဆိုတာနဝင်ရှင်းနေဖို့ထင်လင်းစွာထိုက်ကြကြီးညလက်နဲ့အသားဖက်ပြီးတော့တအားနှက်လိုက်ပါအောင်ခင်ဗျာ ငါးပေါက်တန်လေးဦးကွာ အောင်ငါးပေါက်ဆိုတော့မင်းသိလို့လား ဟာသိသိတာပေါ့ကွာ မပြောတာ မင်းသွားကြည့်ပါလားတန်စင်းမှာမှန်ပုံးလေးတွေနဲ့ထည့်တာသေးသေးလေးတွေလန်းလန်းနဲ့ကူးလို့ဗျာ ကတိကကပြောတယ်ကောင်းကွာချင်းနဲ့ထဲတယ်ကြက်တူရေးလေးပါထည့်ပြောပါဟုတ်လား တော်သားပါကွာ ဒီလိုချာနာတော့ကွာအေးလူဆိုတာတတ်သိရှိရတယ်ကွာ မပြောစမ်းပါ မတိုင်းလူတွေဘာပဲလို့တတ်သိဆိုတာအရင်ကြီးရတယ် ဒါပါ ဟင်တတ်သိရှိရတယ်ဇွဲကောင်းရတယ်လုံလဝရိယရှိရတယ် ဟုတ်ပါ ဒေသရှင်ပြည်သူရှိတော်နိုင်နေဘောလို့ကြည့်ပါလားကွာ ငါတော့ကွာ ဓမ္မဆိုမြန်မာဆိုင်ဝိုင်းကြီးနဲ့ဆိုရပုံများသူတို့သိရောက်တာအေးလမ်းပိုင်းမကဘူးပေါ့ကွာယခုတော့လေတိုက်ကျွမ်းတဲ့ဆရာတွေနဲ့လေ့လာလိုက်စားသင်ယူထားတော့ကြောက်လည်းမကြောက်တော့ဘူးအေးမြန်မာဆိုင်ရအရတာလေ तू ကသိနေပြီကွာ မပြောစမ်း အေးဒါကြောင့်နိုင်ငံကျော်တဲ့စိတ်သတင်းနဲ့ပြည်သူအချစ်တော်နိုင်မော်တို့ကတယောက်နဲ့တယောက်အနိုင်မခံအရှုံးမပေးနားစီသူများနှလုံးအေးအောင်တီးကြဆုံးကြမှာကိုသိကြတော့နားတီးကြဗျာညိုသမီးအစုတိုင်းနဲ့ဆိုလျက်သမိုင်းငိုမကပ်ဘူးလို့ကနေဦးကမနိုင်ရှင်ကြောက်လေကြောက်မိရဲ့ရှင်လန့်လေလန့်မိရဲ့ရှင်အမနဲ့စီယလင်းဝင်ကိုမတည်ရပါဘူးရှင်တွေကတကိုယ်ပဲလိုလိုတွေ့ပူမိရဲ့ရှင်ကျမတို့ဒီပညာကိုတကယ်ပြီးတောက်တဲ့ရှင်ဘလောက်ပဲအဆိုးနဲ့ဘလောက်ပဲစက်တီတီတီမမကြီးထိလိုက်ရင်မိုက်နဲ့ကြည့်ရပါတယ်ရှင်အားတည်းဒီလိုနဲ့ပြူလိုက်ရင်နှလုံးကိုပြူပြီးတော့ပြူမတက်ရောက်ပါတယ်ရှင်ကျမတို့ဒီပညာကိုတကယ်ပြီးလောက်ပါရဲ့ရှင်ဘလောက်ပဲအဆိုးနဲ့ဘလောက်ပဲစက်တီတီတီမမကြီးနဲ့ထိလိုက်ရင်မိုက်နဲ့ကြည့်ရပါတယ်ရှင်အားတည်းဒီလိုနဲ့မြုပ်လိုက်ရင်နှလုံးကိုပြူပြီးတော့ပြူမတက်ရောက်ပါရဲ့ရှင်
ဆိုတိုင်းတိုင်းနေပြီမဆိုရင်ဝဝဲတဲ့တန်တွေတုံးရည်လို့ဘုံကြီးရာတောင်းပါဆိုတာလေတကိုယ်လုံးချွေးရပြန်ပြစ်လို့မငို့လိုက်ခြင်းရဲ့ကျန်းတဲ့ဆိုင်လိုရင်းကျမစိတ်ကချင်းတခုတော့မတင်မစိတ်ကြိုက်တာတီးပါတော့အကြောင်းရဲ့ချမကြောက်ပါဘူးအကြောက်ဘူးရဲ့
ဝါမင်းရေ ကြောက်ခဲ ကြားလိုက်ရတာနှကြောထဲမှာစိတ်သွားတာပဲကွာ အရသာရှိအောင်ဖန်တီးထားတော့ ဒီထိုင်းเสียစိတ်စတင်းနဲ့ဒီတို့အချစ်တော်နိုင်နိုင်မော်တို့ကအမှုပညာကိုလေးလေးစားစားနဲ့ပေါ်ထုတ်သွားကြတာမပြည့်စုံဘူးလားကွာ သူတရားမရှိပါဘူးမ သေးပြူသူကစားဆိုရှင်ကိုကွာ ဟုတ်ပါဗျာ ဟမ်အတန်ရှာထားတာကစိတ်စတင်းကွာ နာဘော ဝယ်ဖက်ထားတဲ့နဲ့เสียတွေကမကွေးစိမ့်များတန်းလို့ဘယ်လိုစိတ်ညအောင်လို့ကွာ တော့ကလည်းမလေးတာဘူးခ အပြည့်နဲ့ကြောနေတဲ့ပုံကူပဲကွာ နာဘော ကြွားမပြောတော့ပါဘူးကွာဒီမကြွားတော့ပါဘူးဆရာစတင်းရဲ့ဒီပုတ်ကြားပြစီည ဒီလိုလုံးအောင်မလားစိတ်တည်း ဟုတ်ပါ ကြိုးစားရမယ်ခင်ဗျ ဒီအလူမစိတ်တည်းတဲကြိုးစားတီးနေပါလားကွာ အေးလေအေးလေ ကြိုးစားရမှာပေါ့ဒီသူချစ်တဲ့တဲ့ကို ဟုတ်ပါခင်ဗျ တည်းချစ်တဲ့ဒီသူဆိုတော့မမပါဘူး မမခင် ဒေရနာကူကလည်းဒီလူအမြအပန်းပြေအောင်သူ့လက်ထားလှလှလေးတွေနဲ့ ဟုတ်ကဲ့ အဆအဆမွေးအောင်စိတ်တည်းညကြတော့ပြေးလိုက်ပါဦးခင်ဗျ ပါရပါလားကိုတည်းမကွေးမြတ်တိုင်းနဲ့အခြေခံတာလေးကမမလေးကိုမောင်းခိုးမယ်လို့ ဟုတ်ကဲ့ လူတော်တွေနဲ့မောင်းတိုင်းမင်း
အကျဲသောကြောင့်ကြီးမှမြင်းကိုစီပြေလို့ အဲ့ဒါလေးကိုတန်တန်းလို့ခါတာ အောင်မမင်းကမြင်းပြောတော့မြင်းကြောင့်မရဘူး မင်းသိလို့လားဟောပြသားကွာ သိလို့ပြောနေတာပေါ့ကွာ ပြောသား အရေးကြီးတဲ့သေးသေးချာချာမှတ်ထားအေးနွားမှာလက် ပြောသား မြင်းမှာသက်အေးလူမှာချက် မှတ်သားစရာစကားတွေပဲကွာ နွားမှာလက်ဆိုတာတရားမဟုတ်ဘူးက ဘာတော့ နွားလက်ကလေးမြောက်လိုက်တာနဲ့ဒီနွားဘယ်တော့အဖိုးထိုက်တာလဲဆိုတာတက်တဲ့ပုဂ္ဂိုလ်တွေကသိပြီးသားဗျ မမခင် ဟုတ်တယ်မလားမြင်းမှာသက်ဆိုတာသက်အပူအေးသက်ကိုနေအောင်ထိနိုင်တာမထိနိုင်နဲ့မြင်းကသာသိတာ ကြိုင်လိုက်တာနဲ့သိရမယ်လား လူမှာချက်ဆိုတာကိုသိ ဘာတဲ့တော့ကွာ မင်းဘယ်မှာမွေးတော့ ငါညောင်တုံးပါကွာ မွေးရထားနေချက်မြုံမရှိရင်ဒီလူသားကဘယ်တော့မှအသုံးမကျဘူးဧကနာသေးလေးကြမိုးသဘောပဲလို့ပြောတာကွာကြောက်ဟဲ့ ဝါမင်းခင်ဗျ ဒီနာရှင်ဒီတော့ဒီလူရှိတော်နိုင်မလားအထက်ပမာကြီးအောက်ပမာကြီးရှိမိတ်ဆွေများနဲ့တောင်ပေါ်ကြီးများမခွဲကြပဲမိတ်တင်ကအပေါင်းတို့ကိုညို့တော်မဟာရန်ကိုအလေးတစ်ခေါက်လာရောက်ကြပါဦးလို့ဟုတ်ဗျာ ဟုတ်ကဲ့ သဘောကြီးတာကုန်တော့ရွှေတကုန်းအစထားလို့ဘုရားဆောင်ကိုကိုယ်တိုင်လိုက်ပို့ခြင်းလို့ပါတယ်ခင်ဗျာ မမခင် သူ့စေနာနဲ့ဖိတ်ခေါ်တာကိုစိတ်ပြောရန်သေးသချင်းမှဖြစ်နေရေသွေးပဲမိတ်အများတို့အားဖိတ်ကြားခြင်းပြုလိုက်ပါတော့ဒီပါခင်ဗျာ တိုင်းနေမြို့ရွာနေပဲဝင်ချင်းမိတ်ဆွေရင်တို့လောက်ခင်းဆောင်တာအားလက်တဲ့ချိန်ကအလဲတစ်ခေါက်လာရောက်ကိုလို့စေနာတရားဝါများကြည့်ရုံဘုရားတုံးလုံးလို့ဒီနူးကြတော့ကျမတို့မျိုးရွှေကထာနဲ့ကားညာလာကုန်မဒီရင်ပြန်တမန်ဒီမပြောလို့မကုန်ဒီမောင်မျိုးစုံဘာမဆိုရောက်တဲ့မျိုးရွှေကို
ပြောပြောပါပါမပြင်းမီရှိသည်များဘုံဘုံတရားအောင်လုံးလုံးဒီညိုခုခိုင်းလိုက်ဖို့ပါမယ်ဆိုဦးစွာပထမဘုရားတို့နဲ့တွေ့တကုံသမားအေးရေကြတို့လူမုံဝေဆုံးသူပေးတဲ့လားကိုဦးပြောကြမယ်လက်တင်ငုံBye.